မီဒီရှုပ်တဲ့ကိုခံနေပဲထိုင်းလိုပဲရော official လိုပဲရော stay ပဲရောဘာမှမသိ ရှုပ် တော့ တဲ့ခိုင်မကင်နေလွတ်လိုက်မှာပိုကိုစီ97ကိုင်ပိုစီ97ကြားဘူးလား မကြားဘူးဒါကြီးကလည်းတစ်ခါမှမမြင်ဘူးအဝါရောင် ဒီနာမကြားဘူးကဒီမှာတိတော့လူရအကုန်လုံးတည်ရတစ်ချက်ရှင်းပြမယ်ပိုကိုစီ97ကဒါ Redmi A5 နဲ့တူတူပဲတူရဲဆိုတာပုံစံနဲ့တူတာမဟုတ်နော်ဒီဇိုင်းပိုင်းနဲ့တူတာပြောတာမဟုတ်ဘူးအထဲမှာတုံးတာ specification တွေရောမှန်တွေရော battery တွေရော cover တွေရောအကုန်တူတူပဲဒါ Redmi ရဲ့ brand ခွဲပေါ့နော် Redmi ရဲ့ဒါ official ဘလိုပဲအနေနဲ့ထွက်လာတဲ့ပိုကိုစီ97ဈေးတော့လည်းတက်တာတည်းဈေးလုံးဆိုလို့ရှိရင်လည်းဒါ RAM 412ကိုမှ4သိန်းမပြည့်ရဲ့ဈေးနဲ့ရမှာ အဲ့လောက်ပဲရှိရလား အဲ့လောက်ပဲရှိတာ3သိန်း9,900ပဲရှိတာဗျာ A5 ကတော့ဒါဈေးလေးနည်းနည်းကောင်းပါတယ်ဒီကောင်ဆို3သိန်း2,900 2,900 3,000တောင်กว่าသေးတယ် အမကကြရောဘယ်လိုပေးထားရော အကုန်လုံးကတော့ဒါ offer ပေးတဲ့အာမခံတော့ပါပြီးသားလာပေါင်း6လနဲ့3ရက်ကျမှဘာကြောင့်ကိုယ်ပဲ PC ကလက်ကောက်အောင်ပြီး original မှာ original fee လေးပြီးမယ်9နှစ်တာလက်ကောက်အခမဲ့ side run တွေပေးပါတယ်ဗျာ ဒီလားမြစ်တာလက်ဆောင်ရောဘာတွေပေးနေရတော့နည်းနည်း ဖုန်းလုံးပဲဒီမှာ hall room ကို t-shirt အင်ကြီးကောင်းစားလေးတစ်ထည်လက်ဆောင်ပေးအောင်မယ်နော်